င်္ဂလာနံနက်ခင်းပါအခုကျွန်တော်တို့ရှိမှာတော့မနေ့ပိုင်းပေါ့နော်ဆိုတော့အာရှမှာတော့ကျွန်တော်တို့ညနေပိုင်းဖြစ်မယ်ကောင်းတော့ညနေခင်းမင်္ဂလာညနေခင်းလေးဖြစ်ကြပါစေလို့ရှေ့ဦးစွာနော်ကောင်းချီးပေးခြင်းနဲ့ဆိုတော့ဒီနေ့ကျွန်တော်ပြန်လည်ပြီးမှဆင်ခြင်အောင်မေ့ရတဲ့အရာပေါ့နော်နှုတ်ပတ်တော်ဖတ်တဲ့အခါမှာဒီတရားသူကြီးမတ်စာတွေကကျွန်တော်တို့မနောအကြောင်းပေါ့နော်မနောဆိုရဲအမျိုးသမီးအကြောင်းသူ့ကိုကောင်းကင်တမန်ကလာပြီးမှအဲ့ဒီအမျိုးသမီးကသူကမြုံတဲ့သူဖြစ်တယ်ဆိုတော့သူ့ကိုကောင်းကင်တမန်ကလာပြီးမှမင်းကပရိသေယူရမယ်ကလေးမွေးရတဲ့အခွင့်ဖြစ်မယ်အဲ့ဒီကလေးကိုပေါ့နော်မမွေးခင်မှာတင်ကဒီအရက်သေးစားမတန့်ရှင်းတဲ့အရာတွေကိုရှောင်ကျင်ရမယ်လို့ကောင်းကင်တမန်ကသူ့ကိုပြောတယ်ဆိုတော့သူဒီအကြောင်းအရာကိုသူကအရန်စိုးရင်ပြီးမှအရန်လဲစိတ်လို့ရှာပြီးမှသူ့အမျိုးသားကိုပြန်လဲပြောပြတယ်ပေါ့နော်ငါ့ကိုအဲ့လိုပဲလာပြောတယ်ငါကအဲ့ဒီတယောက်ကိုဘယ်သူလဲဘယ်ဝါလဲဘယ်ရလဲဆိုတာလဲငါမမေးလိုက်မိဘူးဒါပေမဲ့အဲ့လိုပဲငါ့ကိုပရိသေယူမယ်နော်ကလေးမွေးမယ်လို့ပြောတယ်ပြီးတဲ့အခါမှာဒီညင်ညူးတဲ့အရာတွေကိုရှောင်ကျင်ရမယ်အရက်သေးစားတွေမတောက်ရဘူးပြောတယ်လို့သူအမျိုးသားကိုသူပြန်လဲပြောပြတဲ့အခါမှာသူအမျိုးသားလည်းကျွန်တော်ဒီလိုဆိုရင်တော့သူဖျားကိုဆူတောင်းတယ်ဟိုတော့လူမှန်လို့ရှိရင်ပေါ့နော်ပြန်လဲပြီးမှတွေးခင်းအဲ့လိုမျိုးပေးဖို့ရဆိုတော့သူအဲ့လိုပြောတဲ့အခါမှာဒီမှာကောင်းကင်တမန်ကလည်းအတွေ့ခံတယ်ဟုတ်တယ်ငါဟာဘုရားသခင်စီလွတ်တဲ့တူပဲပေါ့နော်ငါကောင်းကင်တမန်ပဲဖြစ်တယ်ခဏတော့ပြောခဲ့တဲ့အတိုင်းပဲအရက်တေစာအဲ့လိုမူရစ်တတ်တဲ့အရာတွေကိုရှောင်ကျင်ရမယ်ဆိုပြီးမှဒီမှာအဲ့လိုပြောခဲ့တယ်ဆိုတော့ဒီမှာအရန်စိတ်ဝင်စားတဲ့အရာလေအခန်းကြီးထဲမှာအခန်းကြီး73ထဲမှာပေါ့နော်73အငယ်16မှာအဲ့မှာဘာနဲ့စပြီဆိုမနောကလည်းကိုတော့အဖို့စိတ်တငယ်ကိုမပြင်ဆင်မီတိုင်အောင်ကိုတော့ကိုစီးသားပါရစေဟုထာဝရဘုရားဤကောင်းကင်တမန်အားဆိုလျင်တကယ်ပဲအရန်ကျေးဇူးတင်လို့ပေါ့နော်ကျေးဇူးပြုခြင်းတယ်ဆိုပြီးမှပြောတဲ့အခါမှာအဲ့မှာထာဝရဘုရားဤကောင်းကင်တမန်ကတဲ့ငါ့ကိုစီးသားတော်လေတင်းဤစားစရာကိုငါမစားမိရှုရာရစ်ကိုပူဇော်လိုလေတဲ့ထာဝရဘုရားအားပူဇော်ရမည်ဟုမာနောအားဆိုပြန်၏ကောင်းကင်တမန်ကဘုရားဇေခိုင်းလို့သူဘုရားရဲ့အလုပ်ကိုဘုရားပြောခိုင်းတဲ့စကားကိုလာပြောတဲ့အခါမှာသူကိုကျေးဇူးတင်တယ်လို့နော်ပြောတဲ့အရာပေါ်မှာသူကမင်းတို့ကျေးဇူးပြုချင်တဲ့မင်းတို့ရဲ့စားစရာမင်းတို့ရဲ့အရာတွေကိုငါမယူဘူးတဲ့မင်းတို့ရဲ့စီစဉ်ဥစ္စာတွေငါမယူတကယ်ဖျားမင်းတို့တကယ်ပဲချီးမွမ်းခြင်းနေဆိုရင်ထာဝရဖျားကိုပဲဖျားသခင်ကိုပဲချီးမွမ်းပါလို့ပြောတဲ့အရာကိုတွေ့ရတဲ့အခါမှာအယံခွန်အားရတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အမှုတော်ဆောင်နယ်ပယ်မှာတော့၎င်းကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တိတ်မကြခင်ကာလတုန်းကပေါ့နော်ကျွန်တော်အဲ့လိုတင်တန်းတစ်ခုတော့တက်တဲ့အခါမှာရင်ပတ်စီမှာပြီးခဲ့တဲ့လူတွေကပေါ့နော်လူတွေကသူတို့ကငါတို့ကဆရာကြီးဆိုတဲ့ပုံစံနဲ့လေပြောမယ်ဆိုရင်ဒီ3လသားပေါ့နော်3လသားတကယ် microwave ခရိယာလို့ပေါ့နော် microwave တခါတည်းဒီကနေ့ပဲအဲ့ဒီကျောင်းကပြီးသွားတာက3လပဲရှိသေးတယ်သိရမလားတခါတည်းသူတို့တခါတည်းအကုန်ပြေဆုံးသွားတဲ့သူကဲတို့နော်တခြားသူတွေကိုမင်းတို့ကဘာမဟုတ်သေးပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံလာတဲ့အခါမှာကျွန်တော်တော့မှတချို့သောညီကိုတွေကိုပြောဖြစ်တယ်မင်းတခါစားမလို့ရဘူးနော်ပေါ့နော်ဒီမှာကြည့်ဘုရားသခင်ကနော်ဘုရားသခင်ရဲ့ကောင်းကင်တမန်ကနော်ဘုရားသခင်ရဲ့ကောင်းကင်တမန်ကဘုရားပြောခိုင်းတဲ့စကားကိုသူပြောပြီးတဲ့အခါမှာဂျေဇုတင်လို့သူ့ကိုဂျေဇုပြုချင်တဲ့အရာကိုပြင်လေငါမင်းတို့ရဲ့စီစဉ်ဥစ္စာတွေမင်းတို့ရဲ့ငါမယူဘူးတဲ့နော်မင်းတို့တကယ်ပဲလုပ်တယ်ဆိုရင်တကယ်ပဲဘုရားကိုချီးမွမ်းခြင်းတယ်ဆိုရင်တကယ်ပဲဘုရားကိုပဲချီးမွမ်းပါအဲ့ဒီမိရှုရဲ့ရေကိုဘုရားကိုပဲပူဇော်ပါဆိုပြီးတော့သူပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်များတော့အဖြစ်က
ဒီကျန်းစာကျောင်းလေးဆိုလည်းအများစွာရှိတယ်ဟို3လလား9လလားတစ်နှစ်လားပေါ့နော်mini Bible college တွေနှစ်တက်ရတဲ့ course တွေပြင်နေတော့ကျွန်တော်တို့ကဟိုအချိန်သူက credit hour တွေနဲ့ဖြစ်တဲ့အခါမှာအချိန်ကြီးယူပြီးမှကျွန်တော်တို့က course တွေကိုအမြန်တင်ပြီးမှပေါ့နော်ဟိုကျွန်တော်တို့တစ်နှစ်လောက်နဲ့ကျွန်တော်တို့9လ6လလောက်နဲ့ကျွန်တော်တို့ပြီးကြတယ်ဒါပေမဲ့ချို့ discipleship တွေဆိုရင်ကျွန်တော်တို့3လပဲတပည့်တော်ဖြစ်တင်တန်းနေပေါ့နော်ဒါတွေဆိုရင် discipleship တွေဆိုရင်3လပဲဆိုတော့3လပြီးသွားတဲ့လူတွေကဂျေဇုတော်အားဖြင့်ကိုကပြီးမြောက်ခဲ့ရတာကိုဂျေဇုတော်ချီးမွမ်းပြီးမှနောင်လာတဲ့အတစ်တက်တဲ့လူတွေကိုတကယ်ပဲဆွဲခေါ်ရမယ်အစားเนาะကျွန်တော်တို့ကအရင်3လကြိုပြီးခဲ့တဲ့အတွက်ကြောင့်ဟိုပြီးခဲ့တာကိုတို့ကမအောင်မေ့ပဲနဲ့เนาะဒီမှာအရင်နောက်လာတဲ့လူတွေကိုမင်းတို့ကဘာမဟုတ်သေးငါတို့ကအဲဒီ level အောင်ခဲ့ပြီဆိုတဲ့ပုံစံမျိုးတွေနဲ့တို့ကအရန်ဆရာကြီးလုပ်ပြီးမှပေါ့နော်တကယ်ပဲအတင်းတော်တွေမှာဆိုလဲတကယ်ပဲတို့ပဲတည်တယ်တို့ပဲတတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ပါဝင်ကြတယ်ကျွန်တော်အားပေးခြင်းတယ်ဒီမှာအဲ့လိုမဟုတ်ဘူးเนาะဖျားသခင်ရဲ့အမှုတော်မြတ်ထဲမှာလေကျွန်တော်တို့ကဖျားကိုလာကိုးကွယ်တဲ့အခါမှာကျွန်တော်တို့အားလုံးကလေဟိုခမရအမှုတော်ဆောင်ပဲဖြစ်ဖြစ်ယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်ဖျားသခင်เนาะကိုယ်တိုင်တပါးရောသားတော်ကိုလောကကိုဇေလွတ်ပြီးမှထိုသားတော်ရဲ့အတွေးတော်အဖြစ်ယူလို့ကဲတင်ထားတော့လူတွေရဲ့လူဝိညာဉ်တွေကိုဘုရားကအမတမအကုန်လုံးကိုတန်ဖိုးထားတာဖြစ်တယ်အကုန်လုံးတန်းသူဖြစ်တယ်လက်ခံတင်လက်ခံယုံကြည်စောလက်ခံယုံကြည်နိုင်လို့ဘုရားကိုဒီနေ့ကိုးကွယ်နေရတာကျွန်တော်တို့ကဘုရားကိုရွေးချယ်ခဲ့တယ်ဆိုရတဲ့ဘုရားကတင်းကိုရွေးချယ်ထားတယ်ဘုရားကိုကိုးကွယ်ရတယ်ဆိုတဲ့အရာလေတကယ်ကောင်းခြင်းမြင်လာဖြစ်တယ်တကယ်ပဲဖျားကိုစိတ်နှလုံးအကျွမ်းနဲ့ကိုးကွယ်ရမယ်အကုန်လုံးကကိုးကွယ်ခြင်းဆိုတဲ့နေရာမှာအကုန်လုံးကဒန်းတူပဲဖြစ်တယ်ဆိုတော့အဲ့လိုနှလုံးသားမျိုးပေါ့နော်ကျွန်တော်အားပေးခြင်းနဲ့အဲ့လိုထားစေခြင်းဒီမှာကျွန်တော်ဒီခဏပြောတဲ့တရားသူကြီးမတ်စာဒီအကြောင်းရင်းကတော့ဒါအားလုံးတိမယ်ဆန်ဆွန်ဆိုအားလုံးတိမယ်ဒါဆန်ဆွန်ရဲ့မိခင်အကြောင်းကိုပြောနေတာဖြစ်တယ်ဒီမှာကျွန်တော်ပြန်ပြီးတော့ဖတ်ကြည့်မယ်ဆိုရင်16ပေါ့နော်16ကာကြီးခကွေးမှာဆိုရင်ဗာလဲတူဒီထာဝရဘုရားကြီးကောင်းကင်တမန်ဖြစ်ဒီကိုမာနောမတိသေးတဲ့မာနောကလည်းကိုတော်စကားပြည့်စုံတော့အခါကျွန်ုပ်တို့ဒီကိုတော်ကိုချီးမွမ်းရမည်အကြောင်းကိုတော်ဤအမိကအဘယ်တို့နည်းဟုထာဝရဘုရားကြီးကောင်းကင်တမန်အားမေးတော်ထာဝရဘုရားကြီးကောင်းကင်တမန်အောဖွယ်ဖြစ်သောငါအမိကိုအဘယ်ကြောင့်မေးသည်ဟုဆို၏မာနောသည်စိတ်တငယ်နှင့်ဘောဇင်ပူဇော်ကတ်သားကိုယူ၍ကြောက်ပေါ်မှာထာဝရဘုရားအားပူဇော်လေ၏ထိုအခါမာနောလေမယားတို့သည်ကြည်၍မြင်ရသောအောဖွယ်အမှုကမီလျံသည်ရစ်ပလင်ပေါ်ကမိုးကောင်းကင်တို့တက်စဉ်တွင်ထာဝရဘုရား၏ကောင်းကင်တမန်သည်ရစ်ပလင်မီးရန်၌တက်လေ၏မာနောလင်မယားတို့သည်ကြည်၍မြင်လေမြေပေါ်မှာပြည့်ဝလျက်နေကြ၏ဆိုတော့အစားတို့ကခဏပြောလို့ပေါ့ဘုရားသခင်ကစီလွတ်လိုက်တဲ့ကောင်းကင်တမန်ပြောကြားတဲ့အရာတွေကိုတို့ကြားတဲ့အခါမှာအယံခွန်အားတွေဖြစ်အယံတွေလုပ်ပြီးမှတကယ်ကျေးဇူးပြပါရစေပေါ့နော်ဒါပေမဲ့တို့ကဘုရားသခင်စီလွတ်တဲ့သူမှမသိဘူးဒါပေမဲ့အဲ့လိုလုပ်တဲ့အခါမှာခဏတို့ပူဇော်ဖို့လုပ်တဲ့အခါပေါ့နော်ပူဇော်တဲ့အခါမှာကျွန်တော်တို့ဒီပူဇော်တဲ့ကျွန်တော်ရစ်တဲ့အတူကောင်းကင်တမန်ကကောင်းကင်ကိုကြွပြီးမှပျောက်ကွယ်သွားတာတွေ့တဲ့အခါမှာဒါဘုရားရှိခိုးလာတဲ့ကောင်းကင်တမန်ပဲဆိုပြီးမှသူတို့ပြုတ်ကိုးကွယ်ကြတာတွေ့တယ်အဲဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာလည်းဒီဟာကတော့ဒါအားလုံးကျွန်တော်သိတယ်ဒါဆန်ဆွန်ရဲ့ဆန်ဆွန်အကြောင်းဆိုကျွန်တော်တော်တော်များများသိတယ်ဒါနဲ့ဒီနေ့ဆန်ဆွန်ရဲ့ topic ကိုပြောတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီဆန်ဆွန်ရဲ့မိခင်တွေရဲ့နော်အရာကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဘုရားကယေရှုပြုကျွန်တော်တို့ကိုဘုရားကနော်ဇေခိုင်းလို့တာကျွန်တော်တို့ယေရှုတော်အားဖြင့်ဘုရားရဲ့အမှုတော်ထဲမှာတင်တဲ့ကျွန်တော်ဟာဇေခိုင်းရတာဒီမှာကောင်းကင်တမန်ကသူ့ကိုပူဇော်ပါမယ်လို့ပြောတဲ့အရာကိုတင်တို့ရဲ့ဥစ္စာဖို့လို့ငါမဖြုံးတီးစေဘူးနော်ငါ့ကိုစီးတာတော်လဲတင်တို့ဤစားစရာကိုငါမစားမိရှုရရည်ကိုပူဇော်လို့လျင်ထာဝရဘုရားအားပူဇော်ရမည်ဟုမာနောအားဆိုပြန်၏ဆိုတော့ကျွန်တော်တို့ကအဲ့လိုပြောဖို့မပြောဘူးနော်ကိုကပဲ
ကိုကပဲပြောလို့ငါဆူတောင်းပေးလို့ကိုကဆူတောင်းပေးလို့ကျမ်းမာသွားတယ်ဆိုရင်တော့မှဟာဆရာဆရာဆူတောင်းပေးတဲ့အတွက်ကျွန်မကျမ်းမာသွားတယ်ဆိုရင် praise the lord ဘုရားရဲ့နာမဘုန်းကြီးပါစေဖျားရှင်လုပ်တယ်ဖြစ်တယ်လို့ပြောပြမယ်အစားဟုတ်လားငါအဲ့လိုပဲငါအရင်တော့က5-10ယောက်လောက်ကိုငါဆူတောင်းပေးဘူးတယ်ဟုတ်တကယ်ဆူတောင်းပေးဘူးလို့ပျောက်သွားတာတယောက်2ယောက်ပဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့တော့သူတို့ကပြောလိုက်တဲ့ခါကျတော့နည်းနည်းတော့ပုံများတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကဘုရားရဲ့နေရာမှာကျွန်တော်တို့ကယူတတ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ဘုရားကိုကိုးကွယ်တဲ့အခါမှာနော်ဘုရားကိုကိုးကွယ်ခြင်းကအတူတူပဲဖြစ်တယ်ကျွန်တော်တို့ဟိုဆရာဖြစ်လို့တင်ကဟို3လကြိုပြီးလို့ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့အခုလိုပဲအမှုတော်ထဲမှာအစီခံနေတဲ့အမှုတော်ဆောင်နေလဲအခုမှတက်လာတဲ့အမှုတော်ဆောင်ငယ်လေးတွေပေါ့နော်ဒီပဲစိတ်အားကြီးစွာနဲ့ချိုးတွေရှိတယ်သူတို့တွေရဲ့သူတို့တွေကိုကျွန်တော်တို့ကနင်တို့ကအခုမှဟိုလုပ်တယ်မင်းတို့ကဘာမဟုတ်သေးပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံတာမျိုးမဟုတ်ပဲနဲ့သူတို့ပြောတဲ့ဆိုတဲ့အရာနှုတ်ပတ်တော်သူတို့ခံယူနေတဲ့အရာတွေမာယုံဖြစ်နေသလားเนาะမာယုံနေတယ်ဆိုရင်ကျွန်တော်တို့ကဟို public မှာပြောတာမဟုတ်ပဲနဲ့ညီကိုမိသားရလုပ်ပြီးမှသူ့ကိုပြောပြခြင်းအားဖြင့်ပေါ့เนาะလမ်းပြပြီးမှเนาะလမ်းပြပြီးမှဆွဲခေါ်ရမယ်ကျွန်တော်တို့တကယ်လို့အခွင့်အရေးကြုံမယ်ဆိုရင်ပေါ့เนาะအဲ့လိုမာယုံနေတယ်ဆိုတဲ့အရာမျိုးတွေဆိုရင်လည်းကျွန်တော်တို့ကအဲ့လိုတွင်တင်ရမယ်အရာလေးရှိတယ်လို့တကယ်လို့မှန်ကန်တယ်ကောင်းတဲ့အရာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကအားပေးတတ်ရမယ်ဟာချမိုက်တယ်ကောင်းတယ်နော်ဥပမာကျွန်တော်အခုဒီကြားထဲမှာကျွန်တော်ပြောလာသလိုပဲဟိုဘုရားရဲ့အမှုတော်ဆောင်နေလေတိုးပွားလာတဲ့အရာကလေကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းရမှာဖြစ်တယ်တရက်မှာကျွန်တော်အတင်းတော်ထဲမှာညီကိုတယောက်ဟိုသူနေမကောင်းဖြစ်လို့ပြောမယ်ဆိုရင်3ရက်လောက်လစ်သွားတယ်ပေါ့နော်ဆေးရုံမှာဒါပြောမယ်ဆိုရင်ကျေးဇူးတော်အားဖြစ်ပဲသူကအသက်ပြန်ရှင်လာတယ်ဆိုတော့အဲ့ဒီတယောက်တော့ဆိုရင်လည်းအဲ့လိုပေါ့နော်သူ3ရက်လောက်သူအဲ့လိုလစ်သွားတဲ့အခါမှာအဲ့လိုကျွန်တော်သူ့ကိုအဲ့လိုသွားပြီးတော့ဆူတောင်းပေးတယ်ဆိုတော့ဘုရားကဒီနေ့ဒီကနေပြန်လာပြီးနမိတ်လက္ခဏာများစွာတော့နမိတ်လက္ခဏာကိုပြုမှာဖြစ်တယ်ဒီကနေပြန်လဲပြီးမှဘုရားအသက်ပြန်ပေးတဲ့အခါမှာကျွန်တော်တို့ဘုရားရဲ့တက်တွေကိုထူဖို့ရန်ဒီနေ့ဘုရားကအမှုတော်ဆောင်အဖြစ်နဲ့ရွေးကောက်ဖို့ဖြစ်တယ်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဘုရားကတင်းကိုရွေးချယ်တာဖြစ်တယ်ဆိုမှသူတို့မိဘတွေကိုလည်းကျွန်တော်အဲ့လိုပြောပြတဲ့အခါမှာသူတို့တိတ်မယုံနိုင်ခံယူနိုင်တော့အဲ့ခါမှာဟိုသူကအရင်တော့အဲ့လိုအိတ်ဆေးရောက်သွားတဲ့အကြောင်းရင်းကလည်းသူကလည်းအရန်တောက်လို့ရောက်သွားတာဖြစ်တယ်ဆိုတော့လေနော်ဆိုတော့ဟိုကျွန်တော်ကအဲ့လိုအမှုတော်ဆောင်ဟိုဖြစ်မယ်ဆိုတော့သူတို့အမျိုးတွေတယောက်ကလာပြီးမှကျွန်တော်နဲ့အဲ့လိုမိတ်ပြောတဲ့အခါမှာပါစတာတော့တယောက်တိုးလာတော့မယ်ပေါ့နော်ဟိုပါစတာအောင်မိုင်တို့ဟုတ်မလားပါစတာဘာညာပေါ့အဲ့တယောက်ရဲ့ညီကိုရဲ့နာမည်တွေအဲ့လိုမျိုးဟိုပြောပြီးမှပေါ့နော်အဲ့လိုဟိုသူတို့ကတကယ်ပဲဟိုကောင်းတဲ့ဘက်ကနေပြောတာလားဒါမှမဟုတ်ရင်နည်းနည်းမယုံရဲလို့ခနဲ့တာလားဘာလားတော့ကျွန်တော်မသိဒါပေမဲ့ကျွန်တော်ကတော့ကောင်းတဲ့ဘက်ကနေပဲကျွန်တော်ခံယူတယ်ကျွန်တော်သူတို့ပြောခဲ့တဲ့အရာကပါလဲဆိုတော့ဟုတ်တယ်နော်အရက်သမားတွေတိုးပွားလာတဲ့အမှုတော်ဆောင်စရာတိုးပွားလာခြင်းဟာဒီကျေပဲကောင်းမြတ်တာဖြစ်တယ်ဒီမျိုးမှာနော်အမှုတော်ဆောင်စရာဟိုဒီမျိုးမှာလူ10ယောက်ရှိ10ယောက်အဖျားရဲ့အမှုတော်ဆောင်တယ်ဆိုရင်ဒါဟာလေလုယာကျေးဇူးတော်ချီးမွမ်းစရာပဲဖြစ်တယ်ဆိုပြီးမှကျွန်တော်အားပေးခဲ့တယ်ဆိုတော့ပြောချင်တဲ့အရာကကျွန်တော်တို့ရဲ့ဒီခုခင်မာလူငယ်တွေကတကယ်ပဲနှုတ်ပတ်တော်ကြားပြီးမှအဲ့လိုမျိုးတကယ်ကယ်တင်ခြင်းကိုရယူလာတယ်ကယ်တင်ခြင်းကိုရယူတဲ့အတွက်ကယ်တင်ခြင်းရခဲ့တဲ့အတွက် born again ဖြစ်တဲ့အတွက်ထာဝရအသက်ကိုရတော့လဲကျွန်တော်တို့အစီအားကြီးစွာနဲ့ဝိညာဉ်တော်ရဲ့အရှိန်အားဖြင့်ကျွန်တော်တို့ကအထဲမှာဝိညာဉ်တော်မီးတောက်လောင်တဲ့အခါမှာကျွန်တော်တို့ကအရာဟောပြောခြင်းနဲ့အရာတက်တည်ခံခြင်းနဲ့အဲ့လိုမျိုးဖြစ်တဲ့အခါမှာလေဟိုသူတို့တွေကအဲ့လိုတေချာနှုတ်ပတ်တော်လဲတေချာနားလေတာမဟုတ်တဲ့ခါတော့အဲ့လိုမျိုးပေါ့သူတို့ရဲ့စိတ်အားကြီးကြီးတွေရရင်တော့ဖြစ်တတ်တယ်ဒါပေမဲ့ကျွန်တော်တို့ညီအကိုတွေဖြစ်တဲ့ညီရယ်เนาะကျွန်တော်တို့အရင်အမှုတော်ဆောင်နေပြီဖြစ်တဲ့ဘုရားရဲ့အမှုတော်ထဲမှာအစီခံနေတဲ့ညီကိုတွေကအဲ့လိုလူတွေကိုဆွဲခေါ်ပြီးမှလက်တွဲခေါ်ရမှာပေါ့เนาะလက်တွဲခေါ်ရမှာဖြစ်တယ်ဆိုတော့အဲ့လိုလက်တွဲခေါ်ရမယ်အစားပေါ့เนาะများတော့ပြကျွန်တော်တို့ကခဏပြောလို့ဟိုဒီမင်းကဘာမဟုတ်ပါအခုမှစပြီးမှကဲတင်ချင်းရလို့ဒါလုံးဝ fire ခဏဖြစ်နေတာပြီးရင်ဒီတိုင်းပဲဖြစ်သွားမှာမျိုးဆိုတာမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေကျွန်တော်တို့ကပြောတယ်အဲ့လိုမျိုးနဲ့ကျွန်တော်ဆက်ဆံတတ်တယ်ခဏပြောတဲ့ကျွန်တော်ကြုံခဲ့တဲ့နေရာမှာဆိုရင်ရင်3လလောက်ပဲကြိုပြီးတဲ့ဒီ3လသားပေါ့နော် microwave ခရစ်ယာန်ပုံစံပေါ့နော် microwave ကဒါဟိုချက်ပြုတ်ခုတ်ထိပ်ပြီးမှချက်ပြုတ်ရတာမဟုတ်ချက်ပြုတ်ပြီးသားအရာကိုဒီခါရဲ microwave ထဲမှာ3မိနစ်လား
9 မိနစ်လားအစာရှိတပြည့်ပေါ့နော်နှွေးလိုက်တာနဲ့တခါတည်းစားစရာဖူးဖြစ်သွားတယ်သူတို့ဒီ3လတင်တန်းလေးပြီးသွားတဲ့အရာကိုလုံးဝတကယ်ပဲovercome တကယ်ဖြစ်သွားပြီ successful ဖြစ်သွားပြီအဲ့လိုပုံစံမျိုးနဲ့အခုမှလာတဲ့ညီကိုတွေကိုဆွဲခေါ်ရမယ်အစားအာမီတို့ကဘာမဟုတ်သေးပါဘူးဆိုတဲ့ပုံစံမျိုးနဲ့နော်အတင်းတော်မှာလည်းတကယ်ဦးစီးဦးဆောင်လုပ်တဲ့အခါမှာအတင်းတော်ထဲမှာလည်းစေခံတဲ့နေရာမှာလည်းအတင်းတော် performance ပုံစံမျိုးနဲ့ပေါ့နော်သူတို့လုပ်ကြတယ်အတင်းတော်မှာလေတင်နဲ့ဖျားနဲ့တင်နဲ့ကျွန်တော်တို့ဖျားကိုလာပြီးဝတ်ပြုပိုးွယ်တာကအတင်းတော်မှာလာတဲ့ယုံကြည်သူတွေနဲ့အဲ့ဒီမှာဆက်ကပ်နေတဲ့အစေခံနေအမှုတော်ဆောင်နေအရောက်တိုင်းဟာလေဖျားရဲ့မျက်မှောက်တော်ထဲမှာပိုးွယ်ခြင်းအရာကအတူတူပဲဖြစ်တယ်ဆိုတဲ့အရာလေးပြောချင်တယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်အဆုံးသတ်အရာနဲ့ပေါ့နော်ကျမ်းပိုက်တစ်ခုလေးအဖြစ်ကျွန်တော်အဆုံးသတ်ချင်တယ်ဆိုတော့ဒီနေရာမှာပါလဲဆိုတော့ Nicole Owen according to order ဆိုတော့ Nicole ဒုတိယ Nicole မှာပေါ့နော်Nicole according to order ဒုတိယဆောင်ထဲမှာကျွန်တော်အခန်းကြီး1အငယ်20နော်20ကနေစပြီးဖတ်ချင်တယ်ဆိုတော့အဲ့ဒီ20မှာပြောလာတယ်ဆိုတော့ထိုတခင်မှာတဲ့ထိုတခင်မှာဖယားတခင်ဤဂတိတော်ရှိသမျှတို့သည်ငါတို့အားဖြင့်ဘုံအတီတော်ကိုထင်ရှားစေခြင်းအလို့ငါဟုတ်မှန်ဤဟူ၍၎င်းအာမင်ဟူ၍၎င်းဖြစ်သည်21မှာဆိုရင်တင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးတော်သူကဖယားတခင်ဖြစ်သည်ဒီနေ့ကျွန်တော်ကိုဗိသိက်ပေးတဲ့သူကကျွန်တော်တို့ကိုချီးမြှောက်တဲ့သူကဖယားတခင်ပဲဖြစ်တယ်ခဏကျွန်တော်ပြောခဲ့လို့ပဲထိုဘုရားသခင်သည်ငါတို့ကိုတစိခတ်၍ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်ဒီဟုသောစယံကိုတွင်ပေးတော်မူ၏တင်းနဲ့ကျွန်ုပ်ကိုနော်ရွေးနှုတ်ကြတင်ခဲ့တာကျွန်တော်တို့ကဘုရားကိုကျွန်တော်တို့ရွေးချယ်ခဲ့တယ်ဆိုတာတဲ့ကျွန်တော်တို့ကိုဘုရားကအရင်ရွေးချယ်ခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်မို့အမှုတော်ဆောင်နေဒီနှုတ်ပတ်တော်ကတော့ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့အမှုတော်ဆောင်ကြီးအခုမှစပြီးမှအမှုတော်ရဲ့မျက်ထဲမှာပါဝင်လာတဲ့အမှုတော်ဆောင်ငယ်လေးတွေเนาะအမှုတော်ဆောင်တက်တိစလေးတွေကိုကျွန်တော်တို့ကဆွဲခေါ်ပေးပါเนาะတကယ်ပဲနှုတ်ပတ်တော်နဲ့တွာလာပြီးစစ်မှန်တဲ့နှုတ်ပတ်တော်တမန်တရားနဲ့တွာလာနေသလားတေချာကြည့်အပြစ်ရှာတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲကြည့်ပြီးမှနှုတ်ပတ်တော်နဲ့တွာလာနေတယ်ဒီလူအားဖြင့်ဘုံတော်ထင်ရှားမဲ့အကြောင်းအရာဖြစ်စေချီးမြှောက်ပေးပါတော်ကြောင်းကောင်းကြောင်းကိုပြောပေးပါကျွန်တော်ဆွဲခေါ်ပေးပါအဲ့လိုပဲတကယ်လို့အရန်စစ်အားကြီးတာတော့ဖြစ်ပေမဲ့ကျွန်တော်တို့မာယွန်းနေတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်လေကျွန်တော်တို့ကလမ်းပြခြင်းပေါ့နော်သူတို့ဒေချာ public မှာပြောဆိုပြီးမှဆုံးမတကယ်ပစ်တင်တာမျိုးမဟုတ်ဘဲနဲ့မိသားစုဖွဲ့ပြီးမှသူမတိနားမလည်တဲ့အရာတွေကိုကူညီပံ့ပိုးခြင်းဖေးမခြင်းအဖြစ်ကျွန်တော်ဘုရားမှုတော်လဲဆွဲခေါ်ရအောင်ဘုရားเจ้าထဲမှာခဏလုံးကကျွန်တော်ပါဝင်ခဲ့ဘူးတဲ့အသင်းတော်တစ်ခုရဲ့ပုံစံမျိုး discipleship တစ်ခု3လတာအရင်ပြီးသွားတဲ့လူကနောက်မှအခုမှတက်နေတဲ့တူတွေကိုကိုကပဲလုံးဝပြည့်စုံတဲ့လူလိုအခုမှဒီလူတွေကိုနင်တို့ကဘာမဟုတ်သေးပါဘူးဆိုတဲ့ပုံစံမျိုးနဲ့အသင်းတော်ထဲမှာလဲကိုယ့်ရဲ့အစီခံခြင်းကိုဘုရားရှင်ကကျေးဇူးတော်တက်ကြောင်းမှုအစီခံနေပါဝင်နေရတယ်ဆိုတဲ့အရာကိုမအောင်ဝေ့ပဲเนาะ performance တစ်ခုလိုနဲ့အစီအစဉ်ကြတွေလုပ်ပြီးမှမင်းတို့တွေကဘာမှမသိသေးမတတ်သေးပါဘူးဆိုတဲ့ပုံစံမျိုးနဲ့လူတွေကိုဆက်ဆံတဲ့အရာမျိုးမလုပ်ပဲနဲ့ပေါ့เนาะတကယ်ပဲတင်နဲ့ကျွန်ုပ်ဟာเนาะခဏတော့ကနစ်ကောကျွန်တော်တို့21တဲမှာပြောလို့ပဲတင်တို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိသိက်ပေးတော်သူကဖယားသခင်ဖြစ်သည်ဖယားသခင်ပဲဖြစ်တယ်ဆိုတဲ့အရာကိုအောက်မေ့တတိယရင်းနဲ့เนาะတခါတည်း ready ချက်ပြုတ်ထားပြီးသားအစားအစာကို microwave ထဲမှာ3မိနစ်လောက်နှွေးပြီးတခါတည်းစားလို့ရတဲ့အတင်းစားလို့ရတဲ့အစားအစာမျိုးမဟုတ်ပဲနဲ့เนาะအဲ့ဒီပုံစံမျိုးအသက်မရှင်ပဲနဲ့အဲ့ဒီအရာက3လထဲနဲ့3လလေးเนาะထဲနဲ့ဒီအစားတောက်က3မိနစ်ထဲနဲ့เนาะစားလို့ရတယ်ဆိုတာကသူတစ်ပါးကပေးဆက်ပြီးမှအချိန်ပေးပြီးမှပြုစုပြီးလှုပ်ထားပြီးလို့ဒါဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအရာကိုစားရင်เนาะစားလိုက်ရတဲ့အရာဒါမှဒါဂျေဇုတော်ချီးမွမ်းပြီးမှဒါဂျေဇုတော်တက်ပဲဖြစ်တယ်ဘုရားသခင်ဖြစ်ပွားစေလို့ပဲဖြစ်တယ်
ဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ကိုယ်တိုင်เนาะပြန်လဲချက်ပြုတ်တတ်ရအောင်အချိန်ယူပြီးမှဘုရားနဲ့အချိန်ယူပြီးเนาะဘုရားနဲ့ထာမတိုးဝင်ကြီးကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကျေးဇူးတော်ဝိညာဉ်တော်ဤမားဆခြင်းကိုယူပြီးယူတကယ်တော့ကျွန်တော်တို့အခုမှတက်လာတဲ့လူငယ်လေးတွေအဲ့လိုယုံကြည်သူတွေကိုเนาะကျွန်တော်တို့လူတွေကိုတိုးစုတွေကိုเนาะညီကိုတွေကိုကျွန်တော်တို့မေတ္တာနဲ့ဆွဲခေါ်တတ်တဲ့သူတွေဖြစ်ကြရအောင်လို့အဲ့လိုပဲဒီလောက်ပဲပေါ့เนาะကျွန်တော်ဒီလောက်ပဲသတိခံဝင်ကားခြင်းနဲ့ဒီနှုတ်ပတ်တော်ကိုကြားနာလဲသူတိုင်းပေါ့เนาะဖျားရှင်အထူးကောင်းကြီးပေးပါစေကျွန်တော်ကိုဒီအောက်မှာ Messenger ကနေမှစာရေးလာတဲ့လူတွေရှိတယ်ကျွန်တော်ရဲ့ live ရဲ့အောက်မှာ comment မှာเนาะ amen ထူပေးတဲ့လူတွေတွေ့တယ် you are blessed ဆိုပြီးဆုတောင်းပေးတဲ့လူတွေရှိတယ်အထူးကျေးဇူးတင်တယ်လို့တင်တို့ရဲ့amen ထူခြင်းအရာကတင်တို့ပေါ်မှာပြည့်စုံပါစေထိုနည်း၎င်းပဲကျွန်တော်ကိုလည်းအများကြီးခွန်အားပေးတယ်ဆိုတော့အခုမှစပြီးမှဒီလို live တွေစပြီးမှပြောတဲ့အခါမှာဒီကင်မရာကိုကြည့်ပြီးကင်မရာကိုကြောက်တဲ့အချိန်လေးတွေရှိတယ်ဆိုတော့ဒီအရာလေးတွေရှိတဲ့အခါမှာလေ့ကျင့်ပြီးမှပြောဆိုနေတာဖြစ်တယ်ဆိုတော့တခါလေအထုငေါက်လေးတွေရှိကောင်းရှိနိုင်တယ်သူတို့ကြားရတာတိတ်အဆင်မပြေရတယ်လည်းဖြစ်နိုင်တယ်ဂျေဇုပြုပြီးမှเนาะဂျေဇုပြုပြီးမှမေတ္တာနဲ့နားထောင်ပေးပါเนาะ amen ထူပေးခြင်းသူတို့ရဲ့ live comment တွေပေးခြင်းသူတို့ share ပြန်ပြီးမှ share ပေးတဲ့အရာတွေဟာကျွန်တော်ကိုလည်းအများကြီးခွန်အားပေးတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခြင်းနဲ့ဒီလိုအရောက်တိုင်းကိုဘုရားရှင်အထူးကောင်းကြီးပေးပါစေလို့ဆုတောင်းပေးခြင်းပါတယ်ဒီတော့ကောင်းကြီးရှိတော်သူတွေဖြစ်တယ် you are blessed amen